ဒီနေ့မှာတော့စော့ဈေးတင်တဲ့ promo time ကိုတုံးပြီး base skin တို့အဓိကဝယ်တင်လဲဆိုတော့ကိုပြောပြပေးမှာဖြစ်ပါတယ်။နံပါတ်1ဝယ်ထားတင်တဲ့ skin က Granger ရဲ့ Live Bone skin ပါ။ Live Bone skin တွေက free pay နဲ့ထဲလုံးဝမပါပါဘူး။ Granger ရဲ့ Live Bone skin ကလည်း Live Bone skin တွေထဲမှာအလားဆုံး skin ဖြစ်ပြီးလက်ရှိမှာကျန်းနေတဲ့ hero တစ်ကောင်ဖြစ်လို့ Granger ကင်တဲ့သူဆိုရင်တော့ဒီ skin လေးကိုဝယ်ထားတင်ပါတယ်။နံပါတ်2ဝယ်ထားတင်တဲ့ skin က God ရဲ့ Epic skin ပါ။ဒီ skin က Epic skin တစ်ကောင်ထက်ကိုပိုပါတယ်။ skin အဖက်တွေကလည်းအရန်လာတဲ့ skin တစ်ကောင်ဖြစ်ပြီးပေးရတဲ့ဈေးထက်ကိုတော်တော်လေးကိုတန်တာမို့ကော့ကင်တဲ့သူဆိုရင်တော့ဒီ skin လေးကိုမဖြစ်မနေဝယ်ထားတင်ပါတယ်။နံပါတ်3ဝယ်ထားတင်တဲ့ skin ကဖာဆိုင် Epic skin ပါ။ဒီ skin ကပုံစံနေထားကအစပြောစရာမလိုတော့အောင်တော်တော်လေးကိုမိုက်တဲ့ skin ပါ။စီဇန်ကုန်ရင်လည်းဖာစာဆိုတဲ့ hero ကိုပြန်ပြီးကျန်းနိုင်အောင်မော်တွန်ကဗပေးထားတာဖြစ်လို့ဒီ skin လေးကိုဝယ်ထားရင်တော့မားမေလို့မထင်ပါဘူး။ဆိုတော့ဗရာဒါတို့တွေ promo time တွေကို26ရက်နေ့ကနေစပြီးအတုံးပြုလို့ရမှာပါ။ပြီးတော့ short ထဲမှာရှိတဲ့ skin တွေ hero တွေအခြားတော်တော်များများကိုလည်း26ရက်နေ့မှာ discount ချပေးမှာဖြစ်ပါတယ်။ဆိုတော့ဗရာဒါတို့တွေ promo time တွေနဲ့ဘာလို့ကြမလဲဆိုတော့ကို comment မှာပြောတော့လို့ရပါတယ်။